ကောင်လေးဟာတေဆုံးသွားတဲ့သူ့အဖိုးရဲ့ပါးဆက်ကဘလို့မှပေးလို့မရတာကိုအန်တာရုံလှုပ်စွာတွေးလိုက်ရပါတယ်ရွာထဲကလူကြီးတွေပြောစကားအရဆိုရင်အဖိုးဟာမသေးခင်မှာလူလောကလူတွေကိုပြောပြချင်တဲ့အရေးကြီးကိစ္စတစ်ခုခုရှိနေလို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဆက်ပြီးအတင်းပိတ်ဖို့စ조사ရင်မေယိုကျိုးသွားနိုင်တာကြောင့်စိတ်မကောင်းပေမဲ့လည်းတတ်မှတ်ထားတဲ့အချိန်တိုင်းအတူပအခမ်းအနားကိုဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့မမျှော်လင့်ဘဲခေါင်းတလားကိုထမ်းမဲ့တမာတဲ့လူ၈ယောက်ဟာအားကုန်သုံးပြီးထမ်းနာတောင်ခေါင်းတလားကလုံးဝမကြွလာပါဘူးဦးကြီးဖြစ်သူကအခကျင်းငွေမလောက်လို့များလားဆိုပြီးလူတွေကိုထက်ပြီးအားဆိုင်ဖို့ပြောပါတယ်တကယ်တော့သူတို့အားမဆိုင်တာမဟုတ်ပါဘူးခေါင်းတလားကအရန်ကိုလေးလံနေလို့မနိုင်တာပါကောင်လေးရဲ့အဖေကကောင်လေးကိုစကားရှောက်မပြောဖို့တားမြစ်ပြီးဦးကြီးနဲ့အတူဝိုင်းကူထမ်းပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ထက်ကူတာတောင်ခေါင်းတလားကလုံးဝမလုပ်ပါဘူးဒါဟာအဖိုးရဲ့စိတ်ထဲမှာကြီးမားတဲ့အာသာတစ်ခုခုရှိနေလို့မသွားချင်တာလားလို့တချို့ကထင်ကြပါတယ်တချို့ကလည်းအဖိုးရဲ့ဝိညာဉ်ကခေါင်းတလားကိုဖိထားတာလို့ပြောကြပါတယ်ဘာပဲဖြစ်ဖြစ်အချိန်မီမမြုပ်နှံနိုင်ရင်ပြဿနာတက်နိုင်ပါတယ်အဖိုးကိုမြေကျစေခြင်းတဲ့အတွက်ကောင်လေးကဒူးထောက်ပြီးအဖိုးမှမပြီးပြတ်သေးတဲ့ဆန္ဒရှိရင်သူ့ကိုအိမ်မက်ပေးဖို့တောင်းပန်လိုက်ပါတယ်တခြားလူတွေလည်းလိုက်ပြီးဒူးထောက်ကြပါတယ်အဖိုးဟာသူ့အချစ်ဆုံးမြေးလေးရဲ့စေတနာကိုတည်သွားလို့ထင်ပါရဲ့အလွန်လေးလံတဲ့ခေါင်းတလားဟာလူတွေရဲ့လက်ထဲမှာကျွတ်တက်လာပါတော့တယ်အားလုံးလည်းမဆိုင်မတော့ပဲအဖိုးကိုအမြန်ဆုံးမြေမြုပ်တင်ကြိုလိုက်ကြပါတယ်အရာအားလုံးပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့ကောင်လေးကတော့အဖိုးမှပြောစရာတွေအများကြီးကြံနေသေးတယ်လို့ခံစားနေရပါတယ်ညဘက်အိပ်ပျော်နေတော့မှတယောက်ယောက်ကသူ့ကိုရက်ခတ်ပေးနေတာကိုသတိထားမိပါတယ်အဆက်ကတော့အိမ်မက်လို့ထင်နေပေမဲ့ကြောဘက်ကိုစမ်းကြည့်လိုက်တဲ့အခါဘေးမှာလူတယောက်အိပ်နေတာကိုတွေးလိုက်ရပါတယ်ပါးဆက်ကြီးဟပ်နေတဲ့မျက်နှာကိုစမ်းမိလိုက်တဲ့အခါကောင်လေးဟာလန့်ဖြန့်သွားပါတယ်အဲ့ဒါအဖိုးဖြစ်နေတာကိုတီးလိုက်ရတဲ့အခါအဖိုးကသူ့ကိုဘာပြောချင်တာလဲဆိုတာတွေးတော့နေမိပါတယ်အဲ့ဒီအချိန်မှာအတန်ကြားလို့ဦးကြီးတို့ရောက်လာကြပါတယ်အဖိုးကိုမြင်လိုက်ရတဲ့အချိန်မှာအားလုံးကြက်တီးမွင်းရင်းထွက်သွားကြပါတယ်ဦးကြီးကတော့တယောက်ယောက်ကနောက်ပြောင်ပြီးအဖိုးကိုပြန်တူးထုတ်ထားတာလို့ထင်နေပါတယ်ရွာထဲမှာသတင်းမပြတ်အောင်ညာရင်းချင်းပဲအဖိုးကိုခေါင်းတလားထဲပြန်ထည့်ပြီးမြုံနှံလိုက်ကြပါတယ်ပြီးတော့ရွာထဲကအုပ်စီဆရာကိုခေါ်ပြီးဘာဖြစ်တာလဲဆိုတာကြည့်ခိုင်းပါတယ်အုပ်စီဆရာကပတ်ပတ်လည်ကိုကြည့်ပြီးလန့်သွားပါတယ်သူကအဖိုးဟာခေါင်းတလားထဲကနေသူ့ဘာသာသူထွက်လာတာဖြစ်နိုင်တယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့မြေချင်းဝက်ကအပြင်ဘက်မှာတေးပြီးအတွင်းဘက်မှာကျဲနေလို့ပါဒါဟာအပြင်ကတူးတာမဟုတ်နိုင်ပါဘူးဦးကြီးကအုပ်စီဆရာကိုစုချင်းငွေပေးပေမဲ့အုပ်စီဆရာကဒီလိုထူးဆန်းတဲ့ကိစ္စမျိုးမှာမပတ်သက်ချင်လို့ငွေကိုမယူဘဲညှင်းပယ်လိုက်ပါတယ်မသွားခင်မှာလဲနာရေးအိမ်ကိုဖျက်ပစ်ဖို့မှာကြားသွားပါတယ်မဟုတ်ရင်အဖိုးကပြန်လာဦးမှာမို့လို့ပါဒုတိယဦးကြီးကလည်းဒီကိစ္စကအရန်ထူးဆန်းနေတာကြောင့်မြို့ကနမေကြီးဘေဒင်ဆရာသူငယ်ချင်းကိုတွားခေါ်ဖို့ပြင်ဆင်ပါတယ်ကောင်လေးတို့ကိုတော့အဖိုးကိုစောင့်ကြည့်ဖို့မှာထားခဲ့ပါတယ်ဒါပေမဲ့ညနေပိုင်းမှာတောအုပ်ထဲကနေအရေးတစ်ခုပြေးထွက်သွားတာကိုကောင်လေးတွေးလိုက်ရပါတယ်အဖေဖြစ်သူကချက်ချင်းလိုက်သွားပြီးဦးကြီးကလည်းနောက်ကလိုက်သွားပါတယ်ကောင်လေးတယောက်တည်းဒီထူးဆန်းတဲ့နေရာမှာကြံရိပ်ခဲ့ပါတယ်ကောင်လေးဟာကြောက်လန့်တကြားနဲ့အဖိုးကိုဒူးထောက်ပြီးကာကွယ်ပေးဖို့တောင်းပန်နေတော့မှပဲအဖိုးကရုတ်တရက်ပေါ်လာပြီးကောင်လေးကိုလန့်ပြီးမေးလဲသွားစေပါတယ်ပြန်နိုးလာတဲ့အခါမှာတော့သူ့ရဲ့အိတ်ခမ်းထဲကိုရောက်နေပါပြီဘေးမှာအမေဖြစ်သူကစိုးရိမ်တကြီးနဲ့ငိုနေပါတယ်ဒါပေမဲ့အဖေဖြစ်သူကိုတော့မတွေ့ရပါဘူးမေးကြည့်လိုက်တဲ့အခါအဖေဟာလိုက်သွားပြီးကတည်းကပျောက်ဆုံးနေပြီးသူ့ရဲ့ဖေနဲ့တစ်ဖက်ကိုပဲပြန်တွေ့တယ်လို့သိရပါတယ်ကောင်လေးကအဖေကိုလိုက်ရှာဖို့စူးစမ်းပေမဲ့ရွာလူကြီးကရွာသားတွေနဲ့အတူလိုက်ရှာနေပြီဖြစ်ကြောင်းပြောပြီးတားထားပါတယ်အဲ့ဒီအချိန်မှာမြို့ကဆရာကြီးကိုခေါ်ပြီးဒုတိယဦးကြီးပြန်ရောက်လာပါတယ်ဆရာကြီးကကျွတ်နှစ်ဖွား16ယောက်ကိုရှာခိုင်းပါတယ်လူစုံတဲ့အခါဆရာကြီးကအခြေအနေကိုကြည့်ပြီးအဖိုးရဲ့ကူအောက်မှာနိမိတ်မကောင်းတာတွေရှိနေတာကိုတွေးလိုက်ရပါတယ်ဒါပေမဲ့လည်းဂျူကိုပြန်တူးဖို့ညွှန်ကြားပါတယ်လူတိုင်းကိုပါးဆက်ထဲမှာတင်ကားပြားတစ်ပြားစီငုံထားခိုင်းပြီးဘာပဲဖြစ်ဖြစ်စကားမပြောဖို့မှာထားပါတယ်ဆရာကြီးကအဖိုးကိုမေးခွန်းထုတ်ပါတယ်တကယ်ပဲတားစင်မြေးဆက်ပျက်စီးစေချင်တာလားလို့မေးပြီးနိမိတ်ကောင်းပြဖို့တောင်းဆိုပါတယ်ဆရာကြီးရဲ့စကားကိုကြားသွားလို့ထင်ပါရဲ့နိမိတ်ဖက်တဲ့အခါမှာအလွန်ကောင်းတဲ့နိမိတ်ထွက်လာပါတယ်ဒါနဲ့ဆရာကြီးကဂျူကိုစတူးခိုင်းပါတယ်မိုးလင်းတဲ့အထိတူးလိုက်ရပါတယ်ဆရာကြီးကခေါင်းတလားနားကပ်ပြီးနားထောင်ကြည့်တဲ့အခါထူးဆန်းတာကိုသတိထားမိပြီးအမြန်ဖွင့်ခိုင်းပါတယ်ခေါင်းတလားကိုဖွင့်လိုက်တဲ့အခါအားလုံးအန်သားမင်သက်သွားကြပါတယ်ခေါင်းတလားထဲမှာရှိနေရမယ့်အဖိုးစားကောင်လေးရဲ့အဖေဖြစ်နေလို့ပါအဖေကိုအပြင်ထုတ်ပြီးတဲ့နောက်ဆရာကြီးကကောင်လေးကိုဖိနဲ့တဆုံပေးပြီးအဖေကိုလဲပေးဖို့ပြောပါတယ်လဲပေးနေတဲ့အချိန်မှာလဲအဖေရဲ့နာမည်ကိုစိတ်ထဲကနေတွတ်ခေါ်နေဖို့မှာပါတယ်ခဏအကြာမှာတော့အဖေဟာပြန်နိုးလာပါတယ်ဒါပေမဲ့သူဘာဖြစ်ခဲ့လဲဆိုတာကိုတော့ဘာမှမမှတ်မိတော့ပါဘူးဆရာကြီးကဂျူကိုပြန်ပိတ်ခိုင်းပါတယ်ကောင်လေးကအဖိုးရဲ့အလောင်းကိုမတွေ့သေးဘူးလို့ပြောပေမဲ့ဆရာကြီးကဒီမြေနေရာက73လို့မရတော့ဘူးလို့ဆိုပါတယ်ဂျူကိုပိတ်ပြီးတဲ့နောက်ဆရာကြီးကဖိနဲ့တဆုံကိုဂူပေါ်တင်ပြီးမီးရှို့လိုက်ပါတယ်ပြီးတော့အဖိုးရဲ့ဂူဘီမန်ကြောက်စာတိုင်းကိုပြောင်းပြန်လန်ပြီးစိုက်ခိုင်းပါတယ်ဦးကြီးကတော့ကြောက်စာတိုင်းပြောင်းပြန်စိုက်ရင်ငရဲကြမယ်ဆိုပြီးတားပါတယ်ဒါပေမဲ့အဖိုးကညာဘက်ပြန်လာမှာကိုကြောက်တာကြောင့်နောက်ဆုံးမှာတော့သဘောတူလိုက်ကြပါတယ်ဒါတွေအားလုံးဟာအဖိုးမသေးခင်ကတည်းကစီစဉ်ထားတဲ့အကွက်တွေဖြစ်နေတာကိုဘယ်သူမှမသိကြပါဘူးကြောက်စာတိုင်းကိုပြောင်းပြန်စိုက်ပြီးတဲ့နောက်မှာတော့ထူးဆန်းစွာပဲမြေပါအုပ်စုကြီးရောက်လာပြီးအဖိုးရဲ့ဂျူကိုဦးချနေကြပါတော့တယ်